ခေတ်မှာပရိသတ်တွေအကုန်လုံးကဗီလိန်ဆိုလဲလက်ခံလာကြတယ်ဗီလိန်ဒီသူတရုတ်ဆောင်ကောင်းလို့ငါတို့မုံရတာပဲဆိုပြီးညီမပူတော့မုံခံစီစဉ်လေးဗီလိန်တယောက်ကိုမုံဖို့ဆိုတာလေတရုတ်ဆောင်ပြီးပြမပဲမုံလို့ရလေနော်အဲ့တော့ပရိသတ်တွေအကုန်လုံးကကတီကိုမုံပြီးတော့အဲဝိတာကိုချစ်ပေးဖို့ညီမဒီကနေတောင်းဆိုချင်ပါတယ်ဟုတ်ဇာတ်အနေနဲ့မှမဟုတ်ညီမဘေး character မျိုးမဆိုယုံကြည်မှုရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ညီမတို့တရုတ်ဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာဘေး character မဆိုလုံနိုင်ရမယ်ဘေး character မျိုးမဆိုကိုယ့်စီမှာကြားရဲဆိုရင်ကြားရစရုပ်ကိုပြပြင်းစွာနဲ့လိုရာပိုရာမရှိပဲနဲ့တကယ်ကိုတဘာဝကြစွာနဲ့တရုတ်ဆောင်နိုင်မှုကအများကြီးရေးပါပါတယ်အများကြီးလည်းရေးကြည့်ပါတယ်ညီမအများပြောနေကြရှိပါတယ်ညီမတို့နိုင်ငံကဖွံ့ဖြိုးတိုးတက်ကာစနိုင်ငံပဲရှိတရားဖြစ်တဲ့အတွက်ရုပ်ရှင်နဲ့ပတ်သက်ရင်လည်းလိုအပ်တာလေးလည်းအများကြီးရှိအောင်ပါပေါ့နော်ရှိရည်လည်းရှိပါတယ်အဲ့အတွက်ကြောင့်ပြည်သက်တွေအနေနဲ့ဆက်လက်ဆောင်ကြည့်ပြီးတော့ညီမတို့လူငယ်တွေအများကြီးစူးစမ်းထားတဲ့ဇာတ်ကားတွေကိုကောင်းမွန်စွာလုပ်ထားတဲ့ကားတွေကိုညှိတွေ့ရအောင်ပါညီမတို့လည်းအများကြီးတကယ်ကိုနိုင်ငံတကာနဲ့လမ်းမီအောင်ညီမတို့ item တွေကစတဘာဝကြအောင်ညီမတို့တွေအကုန်လုံးစူးစမ်းထားကြဖြစ်တဲ့အတွက်သက်သက်စာလူငယ်လေးတွေကိုလည်းwelcome လုပ်ပေးဖို့ဒီကနေပြောချင်ပါတယ်မှာ KT character နဲ့ဝေရောက်ပြီးတော့တရုပ်ဆောင်တာဖြစ်ပါတယ်အကုန်လုံးဒီ KT ဆိုရင်လည်းနာမည်နဲ့နေစီးနေပေါ့နော် KT ကိုကျွန်တော်မစစားနဲ့လို့ပြောရပေါ့အဲ့လိုပဲ KT ကိုမျှော်လင့်ထားတဲ့အတိုင်းပဲဒီဇက်ကားပြရဲ့ခါကျညီမအခန်းနေလာတဲ့ခါကျအဲ့လိုပဲဖြစ်မယ်လို့မျှော်လင့်တော့ပြည်သက်တွေလက်ခံကြမှာဟုတ်ကဲ့လောင်ရမှာပါအချစ်ခန်းနေပျော်ရွှင်မှုတွေစိတ်ညစ်စရာတွေလည်းအများကြီးပါပါတယ်ဒီဝတ္ထုကိုကြိုက်တဲ့ပြည်သက်တွေတော်တော်များရှိပါတယ်ဒီအရင်တော့ဆိုလဲဒီဒွေးတို့နန္ဒာလိုင်းတို့တကယ်ကိုနာမည်ကြီးရဲ့ဒီတရုတ်ဆောင်ခဲ့ရဖြစ်တဲ့အတွက်ဒီကတစ်ခေတ်တစ်ခါလည်းအရင်နာမည်ကြီးခဲ့တယ်အခုညီမတို့ဇလန်တွဲအနေနဲ့ပြန်ရိုက်တဲ့အခါကျတော့လေပြည်သက်တွေအကုန်လုံးကထင်သားတော့ပုံကြီးမျောလင်းကြရပေါ့နော်အဲ့အတွက်ကြောင့်ညီမတို့လည်းအများကြီးစူးစမ်းထားပါတယ်ဒီကောက်ရိုက်ရတခြားကိုက်ရိုက်ရပို့ပြီးတော့လည်းပင်ပန်းပါတယ်ပို့ပြီးတော့လည်းစိတ်နဲ့ပြီးတော့စူးစမ်းထားဖြစ်တဲ့အတွက်ပြည်သက်တွေအကုန်လုံးစိတ်ကြမှာပါဟုတ်ညီမတို့ကအများကြီးခံယူထားပါတယ်အများကြီးလည်းပြင်ဆင်ထားပါတယ်ပြည်သက်တွေဆိုတာတန်းတဲ့အကြိုက်လဲတူချင်မှတူမယ်မတူရင်လည်းမတူဘူးဒါပေမဲ့ညီမတို့တွေဒီတက်ဒီ generation ပေါ့နော်ညီမတို့ရဲ့ဒီ generation တက်တွေအနေနဲ့ပြန်ပြီးအစ်တစ်ဖက်ပြန်ဖန်တီးထားဖြစ်တဲ့အတွက်ပြည်သက်တွေကြိုက်ကောင်းလဲကြိုက်မယ်မကြိုက်တဲ့လူလည်းရှိမယ်ပေါ့နော်လိုအပ်ချက်လေးရှိရင်လည်းညီမတို့ကိုဖြည့်ပြီးတော့နားလည်ပြီးတော့ကြည့်ပေးချဖို့ဒီကနေပြောချင်ပါတယ်ညီမတို့သက်စွမ်းဉာဏ်စွမ်းရှိတဲ့လောက်အကုန်လုံးစူးစမ်းပြီးတော့ဒီတရုပ်ဆောင်တွေအကုန်လုံးကလှုပ်ထားဖြစ်တဲ့အတွက်ပြည်သက်တွေအကုန်ကြိုက်ကြမှာပါမကြိုက်ခဲ့ဘူးကဲပြီးလိုအပ်ချက်တွေရှိရဆိုရင်နားလည်ပေးဖို့ဒီကနေပြောချင်ပါတယ်အကုန်လုံးကညီမကိုကာယလွဲမြစ်တာဒီ season 1 or 2မှာအနေတူစာတက်အနေနဲ့အရန်ကောင်းတဲ့အနေနဲ့မြင်ထားတယ်ကောင်းတဲ့ character အနေနဲ့မြင်ထားတယ်ဒါပေမဲ့အခုဒီမြူနီနိုထာရာဝေမှာဆိုရင်ညီမ villain တယောက်အနေနဲ့ပြန်ပြီးတော့တစ်နှစ်ကျော်ကြာမှပြန် comeback တာဖြစ်တဲ့အတွက်ပြည်သက်တွေမျောလင့်တယ်လို့တော့ဖြစ်မလာပေမဲ့villain အနေနဲ့လည်းကတီကိုမုံပြီးတော့အဲဝေတာကိုချက်ပေးမယ်လို့မျောလင့်ပါတယ်ပြီးဒီကားမှာဆိုညီမ main character မဟုတ်ပေမဲ့ကို main character လို့ခံယူပြီးနေညီမတို့ကအများကြီးစိတ်ကောလူရောနှစ်ပြီးအများကြီး baiting လုပ်ပြီးတော့စူးစမ်းခဲ့တဲ့ဇာတ်ကားလေးပါအရင်တော့ဆိုရင်တော့ဒီနိုင်ငံမှာပေါ့နော်ညီမတို့မြန်မာနိုင်ငံမှာအရင်ခေတ်တုန်းကအရင်ပုံစံမျိုးနဲ့ဆိုရင်စိုးရိမ်စိတ်ရှိမှာပါဒါပေမဲ့အခုပုံစံအခုခေတ်နေလဲဆိုတော့ညီမမစိုးရိမ်ပါဘူးဒီခေတ်မှာပြည်သက်တွေအကုန်လုံးကဗီလိန်ဆိုလဲလက်ခံလာကြတယ်ဗီလိန်ဒီတရုတ်ဆောင်ကောင်းလို့ငါတို့မုံရတာပဲဆိုပြီးညီမပူတော့မုံခံစီစဉ်သေးတယ်ဗီလိန်တယောက်ကိုမုံဖို့ဆိုတာလေတရုတ်ဆောင်ပြီးပြမပဲမုံလို့ရလေနော်အဲ့တော့ပြည်သက်တွေအကုန်လုံးကကတီကိုမုံပြီးတော့အဲဝိတာကိုချစ်ပေးဖို့ညီမဒီကနေတောင်းဆိုချင်ပါတယ်ဟုတ်ဇာတ်အနေနဲ့မှမဟုတ်ညီမဘေး character မျိုးမဆိုယုံကြည်မှုရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ညီမတို့တရုတ်ဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာဘေး character မဆိုလုံနိုင်ရမယ်ဘေး character မျိုးမဆိုကိုယ့်စီမှာကြားရဲဆိုရင်ကြားရစရုပ်ကိုပြင်းစွာနဲ့လိုရာပိုရာမရှိပဲနဲ့တကယ်ကိုတဘာဝကြစွာနဲ့တရုတ်ဆောင်နိုင်မှုကအများကြီးရေးပါပါတယ်အများကြီးလည်းရေးကြည့်ပါတယ်ညီမအများပြောနေကြရှိပါတယ်ညီမတို့နိုင်ငံကဖွံ့ဖြိုးတိုးတက်ကာစနိုင်ငံပဲရှိတရားဖြစ်တဲ့အတွက်ရုပ်ရှင်နဲ့ပတ်သက်ရင်လည်းလိုအပ်တာလေးလည်းအများကြီးရှိအောင်ပါပေါ့နော်ရှိရည်လည်းရှိပါတယ်အဲ့အတွက်ကြောင့်ပြည်သက်တွေအနေနဲ့ဆက်လက်ဆောင်ကြည့်ပြီးတော့ညီမတို့လူငယ်တွေအများကြီးစူးစမ်းထားတဲ့ဇာတ်ကားတွေကိုကောင်းမွန်စွာလုပ်ထားတဲ့ကားတွေကိုညှိတွေ့ရအောင်ပါညီမတို့လည်းအများကြီးတကယ်ကိုနိုင်ငံတကာနဲ့လမ်းမီအောင်ညီမတို့ item တွေကစတဘာဝကြအောင်ညီမတို့တွေအကုန်လုံးစူးစမ်းထားကြဖြစ်တဲ့အတွက်သက်သက်စာလူငယ်လေးတွေကိုလည်း
welcome လုပ်ပေးဖို့ဒီကနေပြောချင်ပါတယ်။ရက်ကွန်မတရားအများကြီးပေါ့။ကျွန်တော်တို့ကဒီဇက်ကောင်ပင်တရမှာသွားပြီးတော့လပေါင်းများစွာရိုက်ခဲ့ရတဲ့ဇက်ကဖြစ်တယ်။ပင်တရမှာလည်းရိုက်ရတယ်ရန်ကုန်မှာလည်းရိုက်ရတယ်ညီမတို့6လကျော်ကြာခဲ့ပါတယ်ဒီကရိုက်ရ။ဇလန်တွဲတွဲရိုက်ဖို့ဆိုတာလေညီမတို့ကြည့်လိုက်ရင်လားလွယ်ပါတယ်။ရိုက်ရတာအရင်ခက်ခဲပါတယ်။လေတံမိုးတံညီမတို့အဲ့ချိန်ရိုက်တော့မိုးရဒီမှာရိုက်တာတစ်နှစ်ရှိပြီပေါ့နော်မိုးရဒီမှာရိုက်တာဖြစ်တဲ့အတွက်အရင်ပင်ပန်းခဲ့ပါတယ်အရင်လဲစိတ်ဒုက္ခပင်ပန်းမှုများစွာထဲမှာညီမတို့အများကြီးစူးစမ်းထားတာဖြစ်တဲ့အတွက်ဒီကညီမဘွားရဲ့အမှတ်ရဆုံးစကားလေးတစ်ခုပါတော်တော်လည်းအမှတ်ရစရာကြီးများတယ်ပြီးတော့ကိုရှင်မွေလာတို့ကိုကုန်းရှင်ကန်တို့ကဒီကားထဲမှာဆိုရင်ညီမတို့ရဲ့စီနီယာပေါ့နော်စီနီယာအနေနဲ့ညီမတို့တူတူတွဲတရုပ်ဆောင်တဲ့အခါမှာအများကြီးစိတ်ခေါ်ပြီးရညီမတို့ပုံအသက်တွေကိုပေါ့နော်ဝဲခအရင်လုပ်ပေးရဖြစ်တဲ့အတွက်ဒီကားရရညီမအရင်ပျော်ရွှင်ခဲ့ရတယ်အရင်လည်းပေါ့ပါခဲ့တယ်ကဲတယောက်နဲ့တယောက် dialogue ပြောနေလို့နည်းနည်းလိုအပ်ချက်တော့ရှိတယ် sorry စပြိုက်ကြမယ်ဆိုတယောက်နဲ့တယောက်စိတ်မဆိုးစိတ်မခုပဲနဲ့ပေါ့ပေါ့ပါရိုက်နိုင်ဆုံးကားဆိုဒီကားကိုပဲညီမပြောချင်ပါအပိစမဲ့ပြိတ္တတွေအကုန်လုံးကိုကစ်တီကိုမုံပြီးတော့အဲဝေတာချစ်ပေးလို့ပြောချင်ပါတယ်ပြီးတော့ဒီညီမနဲ့မဟုတ်ပဲနဲ့ဒီမြူနင်းတို့ထာရဝေမှာပါတဲ့တရုပ်ဆောင်အကုန်လုံးကိုချစ်ပြီးတော့အပိစဖို့ဒီကနေဖိတ်ခေါ်လိုက်ပါရှင်တာ